စတီယာရင်အောက်ကခလုတ်ကိုမြင်လားဟုတ်တယ်ဒီမှာရှိတယ်အောက်ကိုနှိပ်ချလိုက်ပါအခုဆိုရင်စတီယာရင်ရဲ့ဒီနေရာကိုမိမိအရအမောင်းအလိုက်ချိန်ညှိနိုင်ပါပြီဒီခလုတ်ကိုမြင်လားညဘက်ကောင်းမောင်းတဲ့အခါဒီအတိုင်းအောက်ကိုနှိပ်ထားရင်နောက်ကကားမီတွေတိတ်မျက်စိကိုကျင်းဆက်မနေစေတော့ပါဘူးကြည့်ပါဦးဒီမှာထိုင်ကုန်ခါဘက်အတွက်ခလုတ်တစ်ခုရှိတယ်ဒါကိုညှစ်လိုက်ပါအခုဆိုရင်ထိုင်ကုန်ခါဘက်ရဲ့ဒီနေရာကိုချိန်ညှိလို့ရပါပြီဒီနေကမှန်စမ်းဖိုင်စာကိုမြင်လားဒီလိုမျိုးအောက်ကိုဆွဲချလိုက်ပါကြည့်ပါဦးဒီမှာချိတ်တစ်ခုရှိတယ်ဘေးဘက်ကလာတဲ့နေအောင်ကြီးကိုကာကွယ်ဖို့ဒါကိုဘေးဘက်ကိုရွှေ့လို့ရပါတယ်ဒါအပြင်တကားလက်ကင်အောက်မှာအပေါက်လေးတစ်ခုရှိတယ်ဒါကိုကလော်ပြီးဖွင့်လိုက်ပါအထက်ကစက်မှုတော့မကင်နီကယ်လော့ဆလင်ဒါပေါ်လာပါလိမ့်မယ်ဒါဆိုရင်တကားဖွင့်မှုယူးတော့ကိုအသုံးပြုနိုင်သွားပါပြီဒီချားညက်လေးကိုမြင်လားဒါကိုဖွင့်လိုက်ရအောင်ဒီခလုတ်တက်ခဲလေးကိုမြင်လားအကယ်၍ကျွန်တော်တို့ရဲ့ကားတော်တက်ခဲကုန်သွားရင်တက်ခဲအသစ်တစ်ခုဝယ်ပြီးလဲလေပြီး用ပါပဲပြီးရင်ဒီအဖုံးကိုပြန်ပိတ်လိုက်ပါပြက်ပနာကပြီးသွားပါပြီတက်မြောက်သွားပြီလားကားနဲ့ပတ်သက်တဲ့ဘူးတူတာတွေကိုနေ့တိုင်းလေ့လာဖို့ကျွန်တော်ကိုဖုန်းလုံးလုပ်ထားပြီးပါ